အာယုံကြောလေးတွေအားနေပြီဆိုတာကိုဘယ်လိုသိနိုင်လဲဘယ်လိုလက္ခဏာတွေပြလဲဆိုပြီးတော့မှမေးတဲ့မေးခွန်းတွေအများများလို့ပေါ့နော်လူတစ်ယောက်အာယုံကြောလေးတွေမကောင်းတော့ဘူးအာယုံကြောလေးတွေအားနေလာပြီဆိုပြီးလို့ရှိရင်ပေါ့နော်နံပါတ်1မဖြစ်မနေခံစားရတဲ့လက္ခဏာအများစုခံစားရတဲ့လက္ခဏာကကျတော့ထုံကျင်တာပေါ့နော်တချို့သူတွေမှာဆိုလို့ရှိရင်အစွန်အဖျားခြေဖျားလက်ဖျားလေးတွေထုံကျင်တာခြေထောက်တွေလက်တွေထုံကျင်တာညာဘက်တွေမှာကောင်းကောင်းအိတ်မပြောတာမျိုးတွေခြေဖျားလက်ဖျားတွေအေးဆက်ပြီးတော့မှတုံရင်နေတာမျိုးတွေအကျော်အားနေတာမျိုးတွေလမ်းကြကြရှောက်လို့မရတာမတက်ကြကြရက်လို့မရတာလမ်းသွားရင်အားမလို့အားမရဖြစ်တာတုံဆိုင်နေဖြစ်တာခန္ဓာကိုယ်အောက်ပိုင်းတွေလေးလံနေတာပေါ့နော်ခေါင်းတွေမူးတာမျိုးတွေခေါင်းတွေအုံခဲနေတာမျိုးတွေခေါင်းတွေချချလဲအောင်မူးနေတာမျိုးတွေအကျော်တွေတက်တာမျိုးတွေပေါ့နော်ဒီလိုမျိုးစီဝမ်းမှန်မှန်တော့တာမျိုးတွေစီဝမ်းမထိန်နိုင်တော့တာမျိုးတွေအယုံကျော်တွေအားနေပြီးတော့မှအမြင်အာယုံတွေမကြည်လင်တာမျိုးတွေပေါ့နော်ဒီလိုလက္ခဏာတွေခံစားနေရပြီဆိုရင်တော့ဒါအာယုံကျော်အားနေတဲ့လက္ခဏာပေါ့နော်အာယုံကြောအားနေလာပြီဆိုလို့ရှိရင်အာယုံကြောလေးတွေကိုပြန်ပြီးတော့မှအားဖြည့်ပေးဖို့အတွက်ဆိုရင်ဗီတာမင် B complex ကျွယ်ဝတဲ့အစားအစာလေးတွေကိုရွေးချယ်ပြီးတော့မှစားပေးဖို့လိုအပ်တယ်အစိမ်းရောင်ရှိတဲ့အသီးရွက်တွေအစိမ်းရောင်ရှိတဲ့ဟင်းသီးရွက်တွေပဲတို့ကြက်ဥတို့ပေါ့နော်ဒီလိုမျိုးအိုမီဂါ3ကျွယ်ဝတဲ့အစားအစာတွေဆယ်လမွန်တို့ပေါ့နော်ဒီလိုမျိုးအစားအစာလေးတွေကိုရွေးချယ်ပြီးတော့မှစားသုံးပေးသင့်တယ်လို့အာယုံကြောဆေးကောင်းကောင်းလေးတွေကိုလည်းမိဝဲသင့်တယ်ပေါ့နော်စုလိုက်စီမှာဆိုလို့ရှိရင်အာယုံကြောနဲ့ပတ်သက်တဲ့မိမိစဉ်ရှိရပေါ့နော်သူကကျတော့တလားစာပါတပူ1300မှာဘလို့အကျိုးအာနိသင်တွေရလဲဆိုရင်အာယုံကြောအားနေနေတယ်ဆိုတဲ့သူတွေအာယုံကြောတွေအားနေပြီးတော့မှညာဘက်အိမ်မပြောတာမျိုးတွေခြေတွေလက်တွေထုတ်ကျင်တာမျိုးတွေစက်ကြောနောက်ကြောတွေထိုးတာမျိုးတွေအမြင်အာယုံတွေမကြည်လင်တာမျိုးတွေအကျော်အားနေတာမျိုးတွေလမ်းကြကြရှောက်လို့မရတာမျိုးတွေမတက်ကြကြရက်လို့မရတာမျိုးတွေပေါ့နော်လမ်းသွားတဲ့အခါမှာအားမလို့အားမရဖြစ်တာမျိုးတွေတုံဆိုင်နေဖြစ်တာမျိုးတွေကြွက်တာတွေအားနေတာမျိုးတွေဒီလိုတွေအတွက်လည်းကောင်းသလိုC1သွေးလီလည်းမှန်ကန်စေပါတယ်ရှင်မာယူခြင်းနဲ့ဆိုရင်တော့စုလိုက်ဒလီရောက်တဲ့မျိုးတော်တော်များများကိုအင်ရောက်ငွေချေစစ်နေလေးနဲ့ပို့ပေးနေပါတယ်ရှင်ဖုန်းနံပါတ်လေးတင်ထားပေးပါမယ်အဲကနေပြီးတော့မှလည်းဆက်သွယ်မှာယူလို့ရပါတယ်ရှင်ကျေးဇူးများတင်ပါတယ်